အားလုံးပဲမင်္ဂလာပါ Mind Treasures by Billy Page ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီကနေ့မှာဖူးကနေပြီးတော့မှအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge sharing တွေကိုလုပ်ပေးမှာဖြစ်တဲ့အတွက်ဒီကနေ့ဒီ video လေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဆိုတော့ဒီကနေ့မှာဖူးကနေပြီးတော့မှအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့စကားလုံးလေးနှလုံးကိုနိုင်ရှင်းပြချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ pick နဲ့ pick up ဒီနှစ်ခုကိုဘယ်လိုနေရာမျိုးတွေမှာသုံးလဲဘယ်လိုကွာခြားလဲဆိုတာကိုအတူတူလိုက်ပြီးတော့မှလေ့လာကြည့်အောင်ဒီတော့ဖူရိုပထမအောင်ဆုံးတစ်ခုကိုအရင်ဆုံးအတူတူလိုက်ပြီးတော့မှကြည့်ကြည့်အောင်ပထမအောင်ဆုံးတစ်ခုအနေနဲ့ဖူ pick ဆိုတဲ့စကားလုံးလေးကိုအရင်ဆုံးပြောပြချင်ပါတယ် pick ရဲ့အဓိပ္ပာယ်ကတော့ရွေးချယ်တယ်ကောက်တယ်ပြီးတော့မှစွတ်တီပေါ့နော်စွတ်တယ်ဆိုတာအတီးခူးတာကိုပြောတာဖြစ်ပါတယ်မျိုးခူးတာဒါမျိုးကိုပြောတာဖြစ်တယ်လက်နဲ့တစ်ခုခုကိုဖယ်ရှားတယ်လို့ပြောချင်တဲ့အခြေအနေမျိုးမှာ pick ဆိုတဲ့စကားလုံးကိုသုံးပါတယ် for example ပေါ့နော် I picked the red apple ကျွန်မပန်းသီးအနီကိုရွေးချယ်လိုက်တယ်ရွေးလိုက်တယ်ဒီလိုမျိုးပြောချင်တယ်ဆိုရင် pick ဆိုတဲ့စကားလုံးလေးကိုသုံးပါတယ်ဒီတော့ pick up ကရော pick up ရဲ့အဓိပ္ပာယ်ကတော့ကောက်ယူလိုက်တယ်ကောက်ချီတယ်သွားကြိုတာကလေးသွားကြိုတယ်เนาะပြီးတော့သွားယူတယ်ရရှိတယ်ဆိုတဲ့ဟာမျိုးကိုပြောချင်တယ်ဆိုရင် pick up ဆိုတဲ့စကားလုံးကိုသုံးပါတယ်ပြီးတော့အရာဝတ္ထုတစ်ခုခုကိုအောက်ကနေအပေါ်ကိုမြောက်တင်လိုက်တယ်เนาะကလေးကိုကောက်ချီလိုက်တယ်ဆိုတဲ့ဟာမျိုးကိုလည်း pick up ဆိုတဲ့စကားလုံးလေးကိုသုံးပါတယ်ရှင်တခုခုကိုရယူခြင်းဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တယ်ဆိုလို့ရှိရင်လည်း pick up ဆိုတဲ့စကားလုံးကိုသုံးပါတယ် for example I pick up the phone ကျွန်တော်ဖုန်းကိုကောက်ယူလိုက်တယ် okay တခုခုကိုကောက်ယူလိုက်တယ်ရယူတယ်ဆိုတဲ့အရာမျိုးကိုပြောချင်တယ်ဆိုရင် pick up ဆိုတဲ့စကားလုံးကိုသုံးပါတယ်ဒီတော့လွယ်လွယ်လေးမှတ်ရမယ်ဆိုလို့ရှိရင် pick ရဲ့အသုံးပြုပုံကတော့ရွေးချယ်ခြင်းဆိုတဲ့ဟာမှာပို့ပြီးတော့အသုံးများတယ်ဥပမာ which shirt did you pick နဲ့ဘယ်အင်ဂျီကိုရွေးလိုက်တာလဲ you need to pick 3 winners နဲ့အနိုင်ရတဲ့လူ3ယောက်ကိုရွေးဖို့လိုတယ် okay ပြီးတော့ we picked strawberries this morning ဒီမနက်ငါတို့ strawberry တွေကိုသွားခူးခဲ့တယ်ဒီလိုမျိုးကောက်တယ်ရွေးတယ်စွတ်တယ်ခူးတယ်ဆိုတဲ့အခြေအနေမျိုးကိုသုံးချင်တယ်ဆိုလို့ရှိရင်ကျမတို့ pick ဆိုတဲ့စကားလုံးလေးကိုသုံးပါတယ် pick up ကတော့ဒါကတော့ phrasal verb ဖြစ်သွားပြီပေါ့နော်အသုံးများတဲ့အဓိပ္ပာယ်တွေအများကြီးရှိတယ်ခုနကပြောသလိုပဲမြေကြီးကနေပြီးတော့တခုခုကောက်ယူလိုက်တယ် lift from the ground example please pick up that book you dropped ကျေးဇူးပြုပြီးတော့မှနင်းပြုတ်ကျသွားတဲ့စာအုပ်ကိုကောက်လိုက်ဒီလိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် pick up ဒီစကားလုံးလေးကိုသုံးပါတယ်နောက်တစ်ခုကတော့တစုံတဦးကိုသွားကြိုတယ်ကားနဲ့သွားခေါ်တယ်ဒီလိုမျိုးဟာသုံးချင်တယ်ဆိုလို့ရှိရင် pick up ဆိုတဲ့စကားလုံးကိုသုံးပါတယ် collect someone something တစုံတစ်ယောက်ဒါမှမဟုတ်ရင်တစုံတစ်ခုကိုသွားကောက်တယ်သွားချိုတယ်เนาะ example I will pick up the kids from school at 3 p.m. ကလေးတွေကိုနေ့လယ်3နာရီမှာကျောင်းသွားကြိုမယ် I need to pick up my dry cleaning အဝတ်လျှော်ပြီးသားအဝတ်တွေကိုသွားပြီးတော့မှယူရမယ်ဒီလိုအခြေအနေမျိုးမှာသုံးချင်တယ်ဆိုလို့ရှိရင် pick up ဆိုတဲ့စကားလုံးလေးကိုသုံးပါတယ်နောက်တစ်ခုအနေနဲ့ pick up ကိုတခုခုကို learning လုပ်လိုက်တဲ့အခြေအနေမျိုးမှာသင်ယူတယ်ရယူတယ်ဆိုတဲ့ဟာမျိုးအခြေအနေမျိုးမှာသုံးလို့ရပါသေးတယ်ဥပမာဘယ်လိုမျိုးလဲဆိုတော့ she picked up some Spanish while traveling သူမခရီးသွားနေရင်လည်းစပိန်ဘာသာစကားအနည်းငယ်ကိုသင်ယူခဲ့တယ်သူလေ့လာတွေ့ရှိတယ်ရခဲ့တယ်ဒီလိုမျိုးကိုပြောချင်တယ်ဆိုလို့ရှိရင် pick up ဆိုတဲ့စကားလုံးလေးကိုသုံးတယ် okay အဲ့တော့ဒီစကားလုံးနှလုံးကိုအတူချုံပြောရမယ်ဆိုရင် pick ကရွေးချယ်တယ်ဒါမှမဟုတ်ခူးတယ်စွတ်တယ်ဆိုတဲ့အရာမျိုးကိုပြောတာဖြစ်တယ်စိတ်ပိုင်းဆိုင်ရာရွေးချယ်ခြင်းဒါမှမဟုတ်ရင်အပင်ကနေတစ်ခုခုကိုဖြုတ်ယူတယ်ခူးယူတယ်ဆိုတဲ့ဟာမျိုးကိုပြောချင်တယ်ဆိုရင် pick ကိုသုံးတယ် pick up ကတော့အရာတစ်ခုခုကိုအောက်ကနေအပေါ်ကိုမြောက်တင်ပြီးတော့ယူလိုက်တယ်ဒါမှမဟုတ်ရင်တစုံတဦးကိုသွားပြီးတော့မှသွားကြိုတယ်သွားယူတယ်ဒီလိုမျိုးသုံးချင်တယ်ဆိုရင် pick up ဆိုတဲ့စကားလုံးကိုသုံးပါတယ်အဲ့တော့ဒီကနေ့ pick up နဲ့
pick ရဲ့စကားလုံးလေးကိုနားလည်သွားပြီလို့ထင်ပါတယ်ဒီဗီဒီယိုကအားလုံးအတွက်အကျိုးရှိမယ်လို့ထင်တယ်နောက်ဗီဒီယိုတွေကြားလို့ရှိရင်လည်းအားလုံးအတွက်အကျိုးရှိမယ့်အရာတွေနဲ့ပြန်လာခဲ့အောင်မှာဖြစ်တဲ့အတွက် like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်